အိမ်ကိုအများဆုံးရောင်းချင်သလားဘလို့ရောင်းမထွက်ဘူးဆိုရင်တော့အခုကျွန်တော်ပြောပြပေးမယ့်အချက်၅ချက်ကိုသိထားဖို့လိုအပ်ပါတယ်ထုံးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကျော်စွာပါနံပါတ်1ပထမဆုံးအမြင်ဝယ်သူကကိုယ့်အိမ်ကိုဓာတ်ပုံတစ်ပုံကြည့်လိုက်တာနဲ့အိုးဆိုပြီးစိတ်ဝင်စားသွားအောင်လုပ်ရမယ်ဓာတ်ပုံထဲမှာကိုယ့်အိမ်ကတန်ရှင်းတက်ရဲ့ဖြစ်နေရမယ်ဓာတ်ပုံကကြည်လင်ပြတ်သားနေရမယ်အိမ်ရဲ့စိတ်ပိုင်းတွေကိုလည်းတစ်ခုချင်းစီပုံရိပ်ကောင်းကောင်းပြင်ဆင်ထားရမယ်တကယ်တမ်းရောင်းချမယ်ဆိုရင်ဓာတ်ပုံကပဲစိတ်ဝင်စားစေမယ်ပထမဆုံးလက်နဲ့ဖြစ်တာတတိပြုရမယ်နံပါတ်2ဈေးနှုန်းမှန်ကန်ကန်သတ်မှတ်ဖို့အိမ်တစ်လုံးရောင်းဖို့ဈေးကိုလုံးဝမှန်ကန်အောင်သတ်မှတ်ထားဖို့လိုအပ်ပါတယ်အရန်မြင်ဝယ်သူပြေးမယ်အရန်နေရင်ကိုယ့်ဘက်ကရှုံးမယ်နီလန်းကတော့ပတ်ဝန်းကျင်အိမ်ချမ်းမီဈေးကွက်ကိုလေ့လာရမယ်ဈေးနှုန်းတွေကိုစုစည်းပြီးတော့လေ့လာရမယ်ပြီးတော့ညှိနှိုင်းလို့ရပါတယ်ဆိုတာကိုလည်းထည့်သွင်းခြင်းကိုမမေ့ပါနဲ့ဒီလိုလုပ်မယ်ဆိုရင်ဝယ်သူစိတ်ဝင်စားမှုတက်လာမှာအမှန်ပါပဲနံပါတ်3စာရွက်စာတမ်းအစုံလင်ပြင်ဆင်ထားပိုင်ဆိုင်မှုခိုင်မာတဲ့အိမ်တွေကိုလူတွေကဝယ်ချင်ကြတယ်ပိုင်ဆိုင်တာတေးကြရဲ့လားရောင်းချခွင့်ရှိတာတေးကြရဲ့လားအဲ့ဒီလိုမေးခွန်းတွေလာလိမ့်မယ်အဲ့ဒါကြောင့်စာရွက်စာတမ်းအားလုံးအစုံအလင်အစီအစဉ်တကျလက်ထဲမှာရှိထားဖို့အရေးကြီးတယ်ဝယ်ကနေကြမှာအစင်သစ်လုပ်မထားရင်ပွဲပြတ်တာမျိုးတွေဖြစ်တတ်တယ်နံပါတ်4 online marketingဒီကနေ့ခေတ်မှာလူကြီးမင်းတို့အိမ်တစ်လုံးရောင်းဖို့ဆိုရင်အင်တာနက်ရဲ့ပါဝင်မှုကမရှိရင်မဖြစ်နိုင်တော့ပါဘူး TikTok, Facebook, YouTube အဲ့ဒီနေရာတွေမှာမိမိရဲ့အိမ်ရဲ့ဓာတ်ပုံဗီဒီယိုအချက်လက်အစုံတင်မှာကောင်းမွန်တဲ့ marketing တစ်ခုဖြစ်လာနိုင်ပါတယ်နံပါတ်5ကတော့ကျွန်တော်စီကိုဆက်သွယ်ပါကျွန်တော်ကမြို့ပြအနှံ့ပြားမှာရှိတဲ့တိုက်ခန်းကွန်ဒိုလုံးချင်းအိမ်တွေနဲ့မြေကွက်အမျိုးမျိုးကိုယုံကြည်စိတ်ချစွာဝယ်ယူခြင်းသူတွေနဲ့ရောင်းချခြင်းသူတွေကိုချိတ်ဆက်ပေးနေပါတယ်ကျွန်တော်ဟာ Dream High Property အိမ်ချမ်းမြေအကျိုးဆောင်ကုမ္ပဏီနဲ့လက်တွဲလုပ်ကိုင်နေတာပါယုံကြည်စိတ်ချရမှုတိကျမှန်ကန်မှုဆိုတာတွေကိုအဓိကထားပြီးလုပ်ကိုင်နေတာပါတကယ်လို့အိမ်ချမ်းမြေရောင်းဝယ်ကိုကြံ့ကြာနေတဲ့ဆိုရင်တော့လူကြီးမင်းအတွက်အကောင်းဆုံးနည်းလမ်းနဲ့အကောင်းဆုံးအခွင့်အရေးကိုစူးစမ်းပေးပါမယ်ကျွန်တော်ကိုခုပဲဆက်သွယ်လိုက်ပါခင်ဗျာ